ကဲခလီတို့ရေဟိုးရှေးတုန်းကတာယာလှပတဲ့တောအုပ်ကြီးတစ်ခုမှာအရန်ချစ်ဖို့ကောင်းတဲ့ကြားကြီးတစ်ကောင်ရှိတဲ့ဒီနေ့တော့လေကလည်းအေးတော့ကြားကြီးဟာတစ်ပင်တစ်ပင်အောက်မှာအိပ်ပျော်နေတာပေါ့အဲ့ဒီအချိန်မှာပဲဘဲကလာမှန်းမသိတဲ့ရောင်စုံပိုးငှက်လေးတစ်ကောင်ရောက်လာတာပေါ့ငှက်ကလေးကတစ်ပင်ကိုတောက်နဲ့နှုတ်သီးနဲ့တောက်လိုက်တော့တစ်ခတ်တွေကအောက်ကကြားကြီးရဲ့နှာခေါင်းပေါ်ကိုပြုတ်ကျလာတော့ကြားကြီးလည်းလှန့်နိုးပြီးဒေါသထွက်သွားတာပေါ့ကြားကြီးကဟေ့ကောင်ငါအိတ်နေလားစူညံလိုက်ကကွာသွားစမ်းလို့မောင်းထုတ်လိုက်တယ်ငှက်ကလေးကလည်းမခံချင်စိမ့်နဲ့မတွားနိုင်ဘူးဒီတစ်ပင်ကငါနေရငါအရင်တွေ့တာဆိုပြီးပြန်ရန်တွေ့တာပေါ့ဒီလိုနဲ့သူတို့နှစ်ကောင်တယောက်တခွန်းညင်းကြတာဘယ်သူမှလည်းအလျော်မပေးကြဘူးတဲ့ကွယ်နောက်ဆုံးကြတော့သူတို့နှစ်ကောင်ဟာတောထဲမှာသတင်းသုံးနေတဲ့ပညာရှိရသေးကြီးစီကိုတွားပြီးအဆုံးအဖြတ်ခံကြတဲ့ရသေးကြီးကသူတို့နှစ်ကောင်ပြောတာကိုတေချာနားထောင်ပြီးတော့စဉ်းစားပြီးအခုလိုဆုံးဖြတ်လိုက်တယ်ကဲမင်းတို့နှစ်ကောင်လုံးရံဖြစ်เสียမလိုပါဘူးကွယ်ကြားဆိုတာမြေကြီးပေါ်မှာနေတာသူ့တဘာဝပဲငှက်ဆိုတာကလည်းတစ်ပင်ပေါ်မှာနေတာသူ့တဘာဝပဲလေဘယ်သူကမှနေရာလူเสียမလိုပါဘူးကိုနေရာမှာကိုပြန်နေကြရင်အားလုံးအစင်ပြေသွားမှာပါလို့ပြောလိုက်တဲ့အဲ့ဒီတော့မှကြားရောငှက်ပါသဘောပေါက်ပြီးကိုနေရာကိုပြန်ကာပျော်ပျော်ရွှင်ရွှင်နေသွားကြတဲ့ကွယ်ဒါကိုပဲရှေးလူကြီးတွေကပိုနေမြဲကြားနေမြဲလို့စကားပုံဖွဲ့ဆိုခဲ့ကြတာပေါ့ကွယ်